ရုပ်ရှင်မင်းသားအဖြစ်ပေကားချက်မှမြင်တွေ့ရမယ့်ရိုနယ်ဒိုအားလုံးပဲမင်္ဂလာပါများဝမ်ချယ်တီတန်စပေါ့ကနေအားလုံးကိုပြန်လည်ကြိုလဲပါတယ်2025ဧပြီလမှာတော့ခရစ္စတီယာရိုဒိုဟာကဘာကျော်ဒရိုက်တာကြီးဘောနဲ့တွဲဖက်ပြီး Yaf Mark ဆိုတဲ့ရုပ်ရှင်စတူဒီယိုတစ်ခုကိုတည်ထောင်လိုက်ပါတယ်ရိုနယ်ဒိုဟာရုပ်ရှင်တွေကိုချစ်မြတ်လို့တဲ့ကဘာကျော်အကြားဆုံးဘောသမားဖြစ်ပြီးဘောကအားကစားချစ်သူ Kingsman franchise ရဲ့ပဲကိုင်ရှင်ကြီးဖြစ်ပါတယ်ဒီကနေ့ကရုပ်ရှင်ဘက်ကိုစိတ်ပါနေတဲ့ရိုနယ်ဒိုဟာအခုဆိုရင်ကဘာကျော်ရုပ်ရှင်ဇာတ်ကားတစ်ခုမှာပါဝင်တရုပ်ဆောင်သွားတော့မှာဖြစ်ကြောင်းသိရပါတယ်ရိုနယ်ဒိုကရုပ်ရှင်ပရိသတ်တွေအားလုံးသိကြတဲ့ Fast and Furious ရဲ့နောက်ဆုံးရုပ်ရှင်Fast Forever မှာပါဝင်သွားမှာဖြစ်ကြောင်းမင်းသားပန်နီဆယ်ကအတည်ပြုပြောကြားလာခဲ့ပါတယ်။ Fast and Furious ဟာလာမယ့်2029ခုနှစ်ကျရင်ရုံတင်သွားမှာဖြစ်ပြီးနောက်နှစ်ထဲမှာရိုက်ကူးရေးစတင်သွားမှာပါ။ဒီအကြောင်းကိုမင်းသားပန်နီဆယ်ကသူ့ရဲ့ Instagram မှာ Redo နဲ့တွဲဖက်ရိုက်ကူးထားတဲ့ဓာတ်ပုံကိုတင်ပရိသတ်ကိုအတည်ပြုလာခဲ့ပါတယ်။ပန်နီဆယ်က Fast and Furious မှာ Redo မပါဘူးလားလို့မေးနေကြတဲ့ပရိသတ်တွေအတွက်ပါမှာပေါ့လို့ဖြေပေးလိုက်ပြီး Redo ရဲ့စက်ကောင်မှာကိုပိုင်ဆယ်ကြောင်းလည်းရှိကြောင်း caption ရေးသားထားပါတယ်။ရိုနယ်ဒိုဟာကမ္ဘာကျော်ကြားသောပုံကိုယ်တွေကတယောက်ဖြစ်တဲ့အတွက်ကင်မရာနဲ့စိနေသူတော့မဟုတ်ပါဘူး။ရိုနယ်ဒိုဟာကြော်ညာလုပ်ငန်းပေါင်းများစွာရဲ့မော်ဒယ်ဖြစ်ပေမဲ့ရုပ်ရှင်မှာပါဝင်တရုပ်ဆောင်မှာကတော့ဒါပထမအဦးဆုံးပါ။ဒါဟာကစားမဘွားအနားယူပေးတာပိုင်းရိုနယ်ဒိုရဲ့ခြေလှမ်းတစ်ခုဖြစ်လာနိုင်ပါသေးတယ်။ရိုနယ်ဒိုဟာလက်ရှိမှာ NSR နဲ့တူခြေစွမ်းပြနေရင်လေးချန်ပီယံဖြစ်ဖို့ကြိုးစားနေပါတယ်။နေရာဒီကျရင်တော့ပေါ်တူဂီတင်းကိုဦးဆောင်ပြီးကမ္ဘာ့ဗလားမှာနောက်ဆုံးချိန်ပါဝင်ရှင်ပြိုင်သွားမှာပါ။ရိုနယ်ဒို NSR နဲ့စာချုပ်တက်တန်း2နှစ်တိုးထားပေမဲ့အနားယူပြီးနောက်ပိုင်းကိစ္စတွေကိုတစ်ခုပြီးတစ်ခုကြိုတင်ပြင်ဆင်နေတာကြောင့်ပရိသတ်တွေကတော့အနားယူမဲ့ရတပြေးပြေးနဲ့နီးကပ်လာနေပြီဆိုတာခံစားနေမိကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်